Hello ဒီနေ့မှာတော့ဒီချက်ရှင်းပြပေးသွားမှာကဒီ reading passage ဖြစ်တဲ့ mental health and stress management စိတ်ကျန်းမာရေးနဲ့စိတ်ဖိစီးမှုဆိုင်ရာစီမံခန့်ခွဲမှုဒီ reading ကတော့ကျွန်တော်အခုလက်ရှိမှာဒီကိုကစိတ်ဖိစီးနေတယ်ပြီးတော့ကိုရဲ့ mental health ကိုပို့ပြီးကောင်းချင်တယ်ဆိုရင်ဘယ်လိုမျိုးလေးလုပ်တင်လဲဆိုတာကိုလေ့လာရင်းနဲ့ပေါ့နော်ကိုရဲ့ reading မှာအတူတူလုပ်လို့ရမယ့်ဟာလေးတစ်ချက်ဒီစီစဉ်ပေးထားရပေါ့နော်အဲ့တော့ကျွန်တော်ကြည့်ရအောင်အဲ့တော့ဒီမှာ1မှာဆိုရင်ဒီမှာကျွန်တော် mental health အကြောင်းပါမယ်ပြီးတော့ stress management အကြောင်းပါမယ်အဲ့တော့ဒီ reading ကတော့တော့နှစ်ခုသွားထားပြီးရဲ့အဲ့တော့ကိုကတစ်ချက်တေချာဖတ်ကြည့်ရမယ်အဲ့တော့ပထမတစ်ပိုင်းမှာဆိုရင် in today fast paced world ဒီနေ့တိုးတက်နေတဲ့ခေတ်မှာတဲ့အခုခေတ်ပေါ့နော်ဒီမှာဆိုရင် mental health has become a growing concern mental health စိတ်ကျန်းမာရေးကတဲ့ has become ဖြစ်လာပါတယ် a growing concern growing ကကြီးထွားနေတော့ဆိုရဲ့အဓိပ္ပာယ်ကအခုလက်ရှိထိဆက်လက်ဖြစ်နေရပေါ့နော်နေရတန်သွားဘူး concern စိတ်ပူပန်စရာကိစ္စတစ်ခုဖြစ်လာပါတယ်တဲ့ people of all ages ဒီအသက်အရွယ်အားလုံးအသက်အရွယ်ဘယ်ဟာမဆို especially students and working adults ကျောင်းသားတွေနဲ့အလုပ်လုပ်တဲ့ဒီလူလက်ပိုင်းတွေပေါ့နော်လူလက်ပိုင်းတွေအထူးသဖြင့်တော့တဲ့ often face အများအပြား face ကြုံတွေ့ရပါတယ် often မကြာခဏကြုံတွေ့ရတယ် high levels of stress စိတ်ဖိစီးမှုအမြင့်ဆုံး level ကိုကြုံတွေ့ရတတ်တယ်အထူးသဖြင့်ကျောင်းသားတွေနဲ့အလုပ်လုပ်နေတဲ့လူတွေ if left unaddressed မဖြေရှင်းမနဲ့ထားမယ်ဆိုရင်တဲ့အဲ့စိတ်ဖိစီးတာပေါ့နော်မဖြေရှင်းမနဲ့ဒီတိုင်းပဲထားရဲဆိုရင်တဲ့ stress can lead to a range of physical and mental health issues stress စိတ်ဖိစီးမှုက can lead ဥဆောင်သွားပါလိမ့်မယ် to ဘယ်လိုလဲဆိုရင် a range of physical and mental health issues စိတ်ပိုင်းဆိုင်ရာကိုရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေအများကြီးကိုဥတည်သွားလိမ့်မယ်စိတ်ဖိစီးမှုမဖြေရှင်းမှုဆိုရင်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကိုပြဿနာတွေတက်လာလိမ့်မယ်လို့သူပြောချင်တာ including ပါဝင်ပါတယ်ဘယ်လိုမျိုးတွေလဲဆို anxiety စိတ်ပူပန်ကြောင့်ကြမှု depression စိတ်တက်ကြမှု sleep disorders sleep ကအိပ်တာ disorder ကပုံမမှန်တာအဲ့တော့အိပ်ချိန်ပုံမမှန်တာတွေ and cardiovascular problems နှလုံးသွေးကြောနဲ့သက်ဆိုင်တဲ့ပြဿနာတွေအဲ့တော့စိတ်ဖိစီးတာမဖြေရှင်းမှုဆိုရင်အခုလိုပြဿနာတွေကြုံတွေ့ရလိမ့်မယ် therefore ဒါကြောင့်မလို့ it is important to recognize သိဖို့အတွက်အရေးကြီးပါတယ်တဲ့ the sign of stress စိတ်ဖိစီးမှုနဲ့သက်ဆိုင်တဲ့သင်္ကေတတွေလက္ခဏာတွေ and develop healthy coping mechanisms အဲ့တော့ဒီမှာ healthy coping mechanism ကကြောင့်တခြားဘာကိုပြောရလဲဆိုတော့ဒီစိတ်ဖိစီးမှုကိုကုစားဖို့အတွက်နည်းလမ်းတွေကိုပြောချင်တာတကယ်ကိုအတွက်ကျန်းမာရေးကောင်းလာစေမယ် healthy ဖြစ်စေမယ် stress ကိုဖြေဖျောက်ဖို့အတွက်နည်းလမ်းလေးတွေကိုသူကတိုးတက်လာစေလိမ့်မယ်တဲ့အဲ့တော့သူပြောချင်တာကကိုစိတ်ဖိစီးနေပြီဆိုရင်စိတ်ဖိစီးမှုကိုပြနေရဲ့ဒီအချက်လက်တွေပေါ့နော်ဘယ်လိုပြော sign နေဆိုတာဥပမာဒီအပေါ်ကပြတဲ့အိတ်ချိန်မမှန်တာမျိုးတွေပြီးပြီဆိုရင်စိတ်တက်ကြတာမျိုးတွေစိတ်ပူပန်ကြောင့်ကြတာမျိုးဖြစ်တာမျိုးတွေအဲ့လိုမျိုးတွေ sign နေပြနေရဲ့အချက်တွေပြနေရဲ့ဆိုရင်ကိုကဒီဘယ်လိုမျိုး stress ကိုဖြေရှင်းကြမလဲအဲ့ဒါမျိုးသူကပြောထားပြီးရဲ့အဲ့တော့ဒီမှာဆိုရင်တော့သူရဲ့တစ်ပိုက်လုံးကိုချုပ်ကြည့်လိုက်မယ်ဆိုရင် charity မှာသူကစိတ်ဖိစီးမှုနဲ့ mental health နဲ့ဆက်ဆက်နေရပေါ့နော်စိတ်ဖိစီးမှုမဖြေရှင်းထားဘူးဆိုရင်ကိုယ့်ရဲ့ physical ရော mental health ကိုထိခိုက်လာနိုင်မယ်လို့ပြောထားတယ်အဲ့တော့ဒီတစ်ပိုက်ကအဲ့ပိုင်းကိုသွားမယ်ပြီးတော့ဒုတိယပိုင်း one of the most common symptoms of stress is difficulty sleeping အဲ့တော့ဒီ one of the most common symptom လက္ခဏာရဲ့မှာတဲ့အများဆုံးပေါ့နော်လက္ခဏာအများကြီးတဲ့မှာတစ်ခုအရန်ထင်ရှားတဲ့တစ်ခုကတဲ့ difficulty sleeping အိပ်ရတာခက်ခဲတာအိပ်ဖို့အတွက်ခက်ခဲတာအိပ်ပျော်ဖို့အတွက်ခက်ခဲတာ when a person is stressed သူတယောက်ကစိတ်ဖိစီးနေတဲ့အခါမှာတဲ့ their body produce သူတို့ရဲ့ခန္ဓာကိုယ်ကဘာကိုထုတ်လုပ်ပေးလဲဆိုရင် higher level of cortisol ဆိုရဲဒီ level ပေါ့နော်ဟော်မုန်းကိုအများကြီးပဲပုံမှန်ပမာဏထက်မဟုတ်ဘဲနဲ့ထပ်ပြီးအများကြီးပဲသူတို့ကထုတ်လွှင့်ပြီးရဲ့ခန္ဓာကိုယ်ကနေပြီးတော့အဲ့ဟော်မုန်းကဘာလဲဆိုရင်တဲ့သူကဘာကိုတိုးတက်လာစေလဲဆိုရင် alertness
and make it harder to fall asleep တက်ကြွမှုပေါ့နော်နိုးကြွမှုအဲ့တော့အိတ်ချင်စိတ်ကိုပေးပြောက်ပြီးတော့နိုးကြစိတ်ကိုသူကပို့ပြီးတော့တိုးမြင့်ပြီးရဲ့ပြီးပြီဆိုရင်ကျတို့အိတ်ဖို့အတွက်ခက်ခဲစေရကိုကစိတ်ထဲမှာလူကနိုးနေရဆိုအိတ်ဖို့အတွက်မလွယ်တော့ဘူးအဲ့ဒါကိုပြောချင်တာစိတ်ပြီးစီသွားခဏကိုကအိတ်ဟော်မုန်းထုတ်ပေးရဲ့အဲ့ကြောင့်ကိုကအိတ်ပြုတ်ဖို့အတွက်ခက်ခဲသွားတယ် over time အချိန်ကြီးကြာလာတဲ့အများတဲ့ this lack of sleep အရေးပြတ်မှုတွေ lack ကကျတော့ကင်းမဲ့မှု this lack of sleep အရေးပြတ်မှုတွေက can lead to ဥတည်သွားပါလိမ့်မယ်တဲ့ exhaustion and weaken the immune system စိတ်ပူပန်ကြောင့်ကြမှုစိတ်မောဟိုက်မှုစိတ်ပူပန်ကြောင့်ကြမှုကိုသူကဥတည်သွားလိမ့်မယ် and weaken အားရနေစေတယ် the immune system ကိုခံအား immune system ကကိုခံအားစနစ်ကိုနည်းစေတယ် additionally ထပ်ပြောရမယ်ဆိုရင် stress often cause စိတ်ပြည့်စည်မှုကမကြာခဏဖြစ်စေရဲ့ muscle tension စက်သားတွေကျုံနာကျင်းနာအဲ့ tension တခုကိုဖြစ်စေရဲ့ပြီးရင်ခေါင်းကိုက်တာတွေ headache and digestive issues အစာခြေပြတ်အားတွေအဲ့ပြဿနာတွေပါထပ်ပြီးတော့ဖြစ်စေနိုင်တယ်စိတ်ပြည့်စည်မှုကအဲ့တော့ကျွန်တော်ခုနပြောတဲ့ coping mechanism ပေါ့နော်ဒီမှာအဲ့မှာနီးလန်းနေပေါ့နော်အဲ့မှာအောင်မှသူရဲ့ဒီ stress ကိုဖြေရှင်းဖို့အတွက်နီးလန်းနေရတဲ့ vary from ပြောင်းလဲနိုင်ပါတယ် person to person လူတယောက်နဲ့တယောက်ပုံမူတည်ပြီးတော့ပြောင်းလဲနိုင်တယ် but several techniques have been proven effective ဒါပေမဲ့တချို့နီးလန်းနေရတော့တဲ့တကယ်ထိရောက်တယ်ဆိုတာကိုသက်သေပြပြီးသားဖြစ်တယ် regular physical exercise is one of the best ways to reduce stress နံပါတ်1ကဘယ်နီးလန်းလဲဆိုရင် regular physical exercise နေ့တိုင်းကိုယ်ကာယလေ့ကျင့်ငယ်လုပ်သွားတာနေ့တိုင်းလုပ်တာခဏကို physical exercise ခဏကိုလေ့ကျင့်ငယ်နေ့တိုင်းလုပ်သွားတာ is one of the best way to reduce stress စိတ်ဖိစီးမှုကိုဖြေလျှော့ဖို့အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တယ် as it helps release endorphin သူကအဲ့လိုစိတ်ဒီ physical exercise ပေါ့နော်ကိုယ်ကာယလေ့ကျင့်ငယ်လုပ်လိုက်တယ်ဆိုရင်ခဏကိုကနေရောဘာထုတ်ပေးလဲဆိုရင်သူက endorphin ဟာထုတ်ပေးရဲ့အဲ့ဟာကဘယ်လိုမျိုးဖြစ်သွားလဲဆိုသူကအုံနောက်မှာရှိရဲ့ဓာတုဗေဒတက်ပစ္စည်းတွေကနေပြီးတော့ဘာလို့ပေးလဲဆိုရင်သူက natural mood lifter natural ကတဘာဝနဲ့ဆိုင်တဲ့ mood ကဒီစိတ်ခံစားချက် lifter စိတ်ခံစားချက်တို့တိုးမြင့်ပေးတယ်ဟိုကအိမ်မပြောဘူးဆိုရင်သူကဒီ cortisol ဟော်မုန်းထွက်တာဆိုတော့သူကဒီနိုးကြမှုတွေဖြစ်စေတယ်အဲ့တော့ကျတော့ပြီးတော့အိမ်မပြောအများသွားရဆိုရင်ကွာစိတ်တက်ကြတာမျိုးတွေပြီးပြီဆိုရင်တကယ်တော့ဒီစိတ်ဖိစီးမှုတွေဖြစ်တာမျိုးတွေအဲ့လိုမျိုးကြီးဖြစ်တတ်တယ်ဒါပေမဲ့ကိုက regular exercise လုပ်သွားတယ်နေ့တိုင်းကိုကန်ရလေ့ကျင့်ရလုပ်သွားရဲဆိုတော့ endorphin ဟာထုတ်ပြီးတော့ကြာကိုယ်စိတ်ထဲမှာသူကအုံနောက်ထဲက chemical တွေဟာဒီစိတ်ခွန်အားတွေပေါ့နော်စိတ်စွမ်းအားတွေကိုတိုးမြင့်ပေးတယ်စိတ်တက်ကြတာမျိုးဖြစ်တော့အဲ့ဒါကနံပါတ်1အချက်နောက်တစ်ချက်ကတော့ mindfulness and meditation practice mindfulness and meditation practice အဲ့ဒီအတိပ္ပယ်ကကျတော့သူကဒီလိုဒီတရားထိုင်တာမျိုးတွေကတဲ့ဥပမာဆိုရင်ဒီအသက်ရှူလေ့ကျင့်ခန်းတွေပေါ့ဝင်လေထွက်လေအဲ့ဒါကြီးအသက်ရှူလေ့ကျင့်ခန်းတွေလောက်တာမျိုးတွေကတဲ့ can also help individuals လူတဦးတယောက်ချင်းသူကူညီပေးပါတယ် save calm and focus ဒီစိတ်တည်ငြိမ်ဖို့နဲ့အာရုံစိုက်နိုင်ဖို့အတွက်ကူညီပေးတယ်ဒီစိတ်ပူပင်ကြောင်းကြမှုတွေကိုရှော့ချပြီးတော့ကိုယ်စိတ်ကိုတည်ငြိမ်နေအောင်ပြီးတော့ဒီ focus ဖြစ်အောင်လုပ်ပေါ့နော်ဒီ design မဲ့ဖြစ်သွားအောင်အဲ့လိုမျိုးကူညီပေးတယ်နံပါတ်2နော် mindfulness and meditation practice နောက်တစ်ခုက social support from friends and family မိသားစုတွေဒါမှမဟုတ်တငယ်ချင်းတွေစီကနေရတယ်ဒီအားပေးမှုကဒီ plays a significant role in managing stress စိတ်ဖိစီးမှုကိုဖြေလျှော့ဖို့အတွက်တကယ်အရေးပါတယ်အခန်းကဏ္ဍလေးပါဝင်နေ providing emotional comfort and practical advice စိတ်ပိုင်းဆိုင်ရာတတောင့်တတဖြစ်မှုနဲ့ပြီးတော့တိကျတဲ့အကြံဉာဏ်တွေလည်းရရှိတယ်အဲ့တော့စိတ်ဖိစီးမှုကိုဖြေရှင်းဖို့အတွက်၃နည်းရှိရယ်regular physical exercise ရယ် mindfulness and meditation practice ရယ် social support from friends and family အဲ့၃ခုနဲ့ဖြေရှင်းလို့ရတယ်နည်းလမ်းပေါ့နော်နောက်တစ်ခုကတချို့ဘာပြောထားပေးလဲဆိုရင် time management ပေါ့နော် time management ကလည်းဒီစိတ်ဖိစီးမှုဖြေလျှော့ဖို့အတွက်နောက်တဲ့အချက်တစ်ချက်ဖြစ်တယ်လူများစုကစိတ်ဖိစီးမှုကိုရင်ဆိုင်ကြရတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့ရဲ့တာဝန်တွေကများပြားပြီးတော့ overwhelm ဖြစ်သွားတာ overwhelm ဖြစ်တယ်ဆိုတာသူတို့ခြုံငုံသွားတာစိတ်ထဲမှာငါတာဝန်ငါတက်လုပ်ရမယ်ဆိုအဲ့စိတ်ကြီးကလွှမ်းမိုးသွားတာ
အဲ့တော့ကျတော့responsibility ဆိုတဲ့တာဝန်ယူမှုတွေလွှမ်းမိုးသွားတာဖြစ်တဲ့အတွက်ကိုက time management ကိုလည်းကောင်းအောင်လုပ်ဖို့အရေးကြီးရယ်ဥပမာဆိုရင်ねသူကဘယ်လိုပြောထားပေးလဲဆိုရင် time management ကောင်းခြင်းနဲ့ဆိုရင် prioritizing tasks လုပ်ရမယ့်ကိစ္စတွေကိုဒီအရေးကြီးမကြီးခွဲခြားလိုက်တာ setting realistic goals ပြီးတော့နောက်တစ်ခုကဒီတကယ်ကိုစက်မှန်တဲ့ goals တွေချမှတ်တယ်အဓိကပြောချင်တာကဖြစ်နိုင်တဲ့ရည်မှန်းချက်တွေလည်းချမှတ်တယ်ဥပမာဒီတစ်လကိုဒီစာ10မျက်နှာပြအောင်ဖတ်မယ်ဒါကဖြစ်နိုင်တယ်ဒါမှမဟုတ်ကဒီငါဒီတစ်လကိုဥပမာပေါ့နော်ငါတစ်လအတွင်းဒီတင်နှောင်းကိုပြီးအောင်တက်မယ်ဒါလည်းဖြစ်နိုင်သေးတယ်ဥပမာမဖြစ်နိုင်တဲ့ goals တွေကဘာလဲဆိုရင်ဒီကျတော့ဥပမာကိုယ့်ရဲ့ဝင်ငွေရပေါ့နော်ဝင်ငွေရတစ်လကို9သိန်းရှိရဲဒါပေမဲ့ကိုကဒီလကို9သိန်း100ရှာမယ်လို့သိန်း50ရှာမယ်လို့ဒါမျိုးကကျတော့ကိုယ့်အတွက်ဒီတိတ်မဖြစ်နိုင်တဲ့ goals ဖြစ်နေရပေါ့နော်တယောက်နဲ့တယောက်နဲ့မတူတာဆိုတော့လေအဲ့လိုကြောင့်ကိုကဖြစ်နိုင်တဲ့ရည်ချက်တွေပဲချရမယ်ပြီးတော့ဒီကိုလှုပ်ရှားကိစ္စတွေကိုအရေးကြီးမကြီးအဲ့လိုမျိုးလေးအစင်လိုက်လေးအရေးကြီးဆုံးကနေအဲ့လိုအစင်လိုက်လေးချသွားပေးဖို့လိုအပ်တယ်ပြီးတော့ breaking larger projects into smaller manageable steps အဲ့တော့ကိစ္စအကြီးကြီးပေါ့နော်ကိုမှလှုပ်ရှား project အကြီးကြီးရှိနေရကိစ္စကြီးကြီးရှိနေရဆိုရင်ကိုကတိတိလေးအစင်တိတိလေးစီပြန်ပြီးတော့ခွဲခြမ်းပေးရမယ်အဲ့လိုခွဲခြမ်းတော့မှာတဲ့ကိုရဲ့ဒီစိတ်လွှမ်းမိုးခံနေရတာပေါ့နော်အဲ့လိုမျိုးလွှမ်းမိုးခံရနေတော့သူကကောက်ွယ်ပေးနိုင်တယ်အဲ့တော့ time management အတွက်သူက3ခုနည်းလမ်း3ခုပြောထားပေးတယ်နောက်ဆုံးတစ်ခုက learning to say no to additional tasks when your schedule is already full is another way to maintain balance in your life ကိုရဲ့အချိန်စင်းရပြည့်နေရကွယ်ပြည့်နေအခါမှာကိုတယောက်ကကိစ္စတစ်ခုခုလာခိုင်းနေဆိုရင် no လို့ပြောတတ်ရမယ်အဲ့ဒါကလည်းကိုရဲ့အခုလက်ရှိဘဝကို balance နေအောင်ဟန်ချက်နေအောင်ထိန်းဖို့အရေးကြီးဆုံးပဲကိုကဥပမာကိုရဲ့ schedule စီအရင်ပြည့်နေရမနာရဘူးအမောင်မကိုရဲ့ဒီအထက်လူကြီးကနေပဲဒါလေးလုပ်ပေါ်ပါလားအဲ့လိုမျိုးကုညီတောင်းတာမျိုးဆိုရင်ကျွန်တော်အားနာပါရဲ့ကျွန်တော်မှဒီဟာလေးပြည့်နေလို့ပါဆိုအဲ့လိုမျိုးလုပ်တတ်ရတယ် no လို့ပြောတတ်ရတယ်အားနာပြီးတော့ကိုကလှုပ်လိုက်တယ်ဆိုရင်ကိုအလုပ်လည်းမပြီးသေးဘူးသူများလုပ်လဲကုညီပေးရတယ်လို့ဖြစ်သွားမှာဆိုပို့ပြီးတော့စိတ်ဖိစီးတတ်တယ်အဲ့လိုဒီတစ်ပိုက်ကကျတော့ time management အကြောင်းပြောတယ်အဲ့တော့တကယ်ကြီးပေါ့နော်ဒီစိတ်ဖိစီးမှုကရေရှည်ဖြစ်သွားမယ်ဆိုရင် chronic ကကျတော့ရေရှည်ဖြစ်သွားမယ်ဆိုရင်တကယ်တည်တက်တဲ့ကျွမ်းကျင်ပညာရှင်တွေစီကနေကိုညီလိုအပ်မယ်ဥပမာဆိုရင်ကုထုံးဆရာဝန်တွေပြီးတော့စိတ်ကျန်းမာရေးနဲ့ဆွေးနွေးပေးရဆရာဝန်တွေအဲ့ဆရာဝန်တွေကဘယ်လိုမျိုးပို့ဒီကုထုံးပညာရှင်တွေပေါ့နော်ပြီးတော့စိတ်ကျန်းမာရေးဆွေးနွေးပေးရသူတွေဘာတွေသူတို့ကလုပ်ပေးနိုင်လဲဆိုရင်ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကိုဘယ်လိုမျိုးတည်တည်ကြကြထိရအောင် manage လုပ်မလဲစီမံခန့်ခွဲမလဲဆိုတာသူတို့ဘက်ကနေပြီးတော့လမ်းပြပေးလိမ့်မယ်ဆိုတော့ဒီမြန်မာနိုင်ငံမှာဆိုတော့အဲ့လိုမျိုးသိမရှိဘူးပေါ့နော်ဒါပေမဲ့အဲ့လိုနိုင်ငံခြားရေးမှာဆိုရင်ကျောင်းနေမှာဆိုရင်ပေါ့နော်ကိုယ်တိုင်လည်းကျောင်းသူဆိုတော့ကျောင်းနေမှာဆိုရင်သူတို့ကကျောင်းသားတွေရဲ့ mental health ကိုအရန် view site ပေးရယ်ကိုစိတ် mental health မပြေဘူးဆိုရင်သွားပြီး counseling လုပ်လို့ရတဲ့နေရာရှိရယ်ဒီဆွေးနွေးပေးလို့ရမယ် counselor တွေရှိရယ်အဲ့တော့အမမွေကအရန်အချိန်နေဆိုနေ therapist တွေစီသွားလို့ရတယ်အဲ့တော့ cognitive behavior theory therapy ကကျတော့ဒီ cognitive ကအသိပညာနဲ့ဆိုင်တာသိမြင်ခြင်းနဲ့ဆိုင်တယ် behavior ကအပြုအမူအတိကအပြုအမူနဲ့ဆိုင်တဲ့ကုထုံးနေအဲ့တော့စိတ်ကျန်းမာရေးကိုခန္ဓာတော့ပတ်သက်တဲ့အပြုတော့ဒီကုထုံးနေတဲ့ CPD လို့ခေါ်တယ်ပေါ့နော်အဲ့ရဥပမာအဖြစ်ဘယ်လိုမျိုးလဲဆိုရင်တဲ့လူတွေကိုတဲ့ဒီတရားပေါ့နော်လူတွေကိုတဲ့သူကအဲ့လိုမျိုးဒီလို negative talks တွေလူတယောက်ကစိတ်ဖိစီးသွားပြီဆိုရင်သူကအဲ့လိုမျိုးအတွေးတွေကမကောင်းတဲ့ပယ်သွားတာစိတ်တက်ကြတဲ့စိတ်ပူပန်ကြောင်းကြရဲတာမှန်ထပ်ပို့ပြီးတော့သူက negative ဘက်သွားတယ်အဲ့ negative ဘက်သွားတယ်မကောင်းတဲ့အတွေးတွေကိုသူကပြန်ပြီးတော့တိဆောက်ပြီးရ reframe ပြန်လုပ်ပေးရ positive ဘက်မသွားခင်နော်ဒီဟာကိုသူက reframe ပြန်ပြီးတော့တိဆောက်ပေးရပြီးပြီဆိုရင်ကိုယ့်ရဲ့ဒီအရန်စိတ်ဖိစီးစရာကြုံလာတဲ့အခြေအနေဆိုရင်ဘယ်လိုမျိုးကိုကတုံ့ပြန်မလဲပေါ့တုံ့ပြန်တဲ့ခါမှာလည်းကောင်းမွန်တဲ့တုံ့ပြန်မှုအဲ့လိုမျိုးဖြစ်အောင်သူကကူညီပေးရအဲ့ CBT ဆိုရဲ therapy ပေါ့နော်အဲ့ therapy ကtherapy တစ်ခုရှိရယ်သူတို့ကုထုံးတစ်ခုရှိရယ် CBT ဆိုကုထုံးအဲ့ CBT ကုထုံးကနှစ်ခုလုပ်ပေးရယ်ကိုယ့်ရဲ့ negative talks တွေအတွေးရမကောင်းတဲ့အတွေးတွေကိုသူကပြန်ပြီးတော့တတ်မှတ်ပေးရယ်ဟိုဆက်ပြီးမတွေးတော့အောင်ပေါ့နော် reframe ပြန်လုပ်ပေးရယ်နောက်တစ်ချက်ကကိုတကယ် stress ဖြစ်တဲ့အခြေအနေနဲ့ကြုံလာတဲ့အခါမှာကိုဘယ်လိုမျိုးဒီကောင်းမွန်တဲ့တုံ့ပြန်မှုပေးမလဲဒါကိုလည်းသူကကောင်းမွန်လာစေရယ်တချို့ဆိုရင် stress ဖြစ်တဲ့ဆိုရင်ဆေးလိပ်တောက်တယ်အရက်တောက်တယ်မူးအောင်တောက်တယ်အဲ့လိုမျိုးကြသူကhealthier response မဟုတ်တော့ဘူးကောင်းမွန်တဲ့တုံ့ပြန်မှုမဟုတ်တော့ဘူးအဲ့ကြတချို့အဲ့ဘိုင်းလေးတစ်ချက်တည်ထားမယ်ပေါ့နော်အဲ့တော့
ဒီကျတော့ပြန်ပြီးတော့ဒီမှာတစ်ချက်ကြည့်ကြည့်မယ်ပေါ့နော်အဲ့တော့ဒီ passage ကကျတော့သူက intermediate ရဲ့ upper intermediate advanced ရဲ့အဲ့ level အတွက်ကိုသွားတယ်ဘာလို့ဆိုခက်လက်ခက်တယ်ပေါ့နော် basic level သမားတွေကတော့အရင်ခက်လိမ့်မယ်အဲ့တော့ကိုစိတ်သက်ကြနေကြမလို့ပေါ့နော်ဥမာဒီကငါနားမလဲဘူးငါ rating ကသွားပြီဆိုပြီးတော့အဲ့လိုမျိုးတွေးကြမလို့ဒီက level အရင်မြင့်နေတော့ပထမတစ်ပိုင်းမှာပြန်ပြီးတော့ခြုံငုံကြည့်မယ်ဆိုရင်ဒီကျတို့ကဒီ mental health နဲ့ stress နဲ့ဘယ်လိုဆက်ဆက်နေလဲပေါ့နော်အဲ့လိုမျိုးသူကရှင်းပြထားပြီးရယ်နောက်တစ်ခုကဒီကျတို့လက္ခဏာတွေပေါ့နော်အိမ်မပြောတာမျိုးတွေပြီးဆိုရင်ဒီခေါင်းကိုက်တာမျိုးတွေအစာခြေပြားမကောင်းတာမျိုးတွေသူရဲ့ယောဂလက္ခဏာတွေပြပြထားပြီးရယ်နံပါတ်3မှာဆိုကျတော့နီးလန်းက3ခုရှိရယ် regular physical exercise mindfulness and meditation practice social support from friends and family နံပါတ်4ကတော့ time management အကြောင်းကိုပြပြထားပြီးရယ်ဒီ time management နဲ့ stress နဲ့ဘယ်လိုမျိုးဆက်ဆက်နေရဆိုတဲ့အကြောင်းပေါ့နော်နောက်ဆုံးတစ်ခုကတော့ဒီစိတ်ဖိစီးမှုကရေရှည်ဖြစ်လာရဆိုရင်ဒီကုထုံးပညာရှင်တွေစီသွားတင်နေဆိုတဲ့အကြောင်းပြီးတော့ဆိုကုထုံးတစ်ခုကိုလည်းသူပြပြထားပြီးရယ် CBT ဆိုတဲ့ဟာအဲ့တော့အဲ့ဆိုရင်ရမယ်လို့မျှော်လင့်ပါတယ်နံပါတ်1မှာဆိုရင် what can long term stress lead to if not addressed စိတ်ဖိစီးမှုကိုမဖြေရှင်းမှုဆိုရင်ရေရှည်စိတ်ဖိစီးမှုတွေကဘယ်လိုဖြစ်သွားနိုင်လဲတဲ့အဲ့တော့ကိုခံအားကိုကောင်းမွန်လာစေရယ်ဒါမှမဟုတ်ရင်စိတ်ပူပန်ကြောက်ကြမှုတွေစိတ်သက်သာမှုတွေဖြစ်လာစေရယ်ကိုယ့်ရဲ့စွမ်းအင်ပေါ့နော် energy level မြင့်တက်လာစေရယ်အဲ့တော့မဖြစ်နိုင်ဘူးလေဒီဟာကြီးကလည်း physical health ကောင်းတယ်ဆိုတာလည်းမဖြစ်နိုင်ဘူး better sleep quality အိပ်ပျော်စေရဆိုတာလည်းမဟုတ်နိုင်ဘူးအဲ့တော့ဒီစိတ်ဖိစီးမှုမဖြေရှင်းမထားရဆိုတချို့ anxiety and depression ကဖြစ်လာနိုင်တယ်နောက်တစ်ခုက cortisol ဆိုတဲ့ hormone ကတဲ့ကျို့ဒီအိတ်ချိန်ကိုဘယ်လိုမျိုးသူကဖြည့်ဆည်းပေးလဲသူကဒီတက်ကြွမှုဦးစားပေးရဲ့အိပ်ပျော်မှုကိုတက်ကြွမှုဦးစားပေးရဆိုခဏကိုကဒီမအိတ်ချင်တော့ဘူးအဲ့လိုပုံစံမျိုးပြောချင်တာအဲ့တော့လူတွေကအိပ်ပျော်မြင်တယ်မှားတယ်လူတွေကအိပ်ပျော်ဖို့တက်ခက်ခဲတယ်ဒါဖြစ်နိုင်တယ်အိပ်ပျော်ဖို့အတွက်it reduce the need for stress အိပ်ဖို့အတွက်လိုအပ်တာကိုလျှော့ချပေးရမဟုတ်ဘူးအဲ့ဒါလေပြီးတော့ it promote deep sleep လုံးဝနေ့ချက်အိပ်သွားစေရမဟုတ်ဘူးအဲ့တော့နံပါတ် B it makes it harder to fall asleep so number 3 which hormone is associated with stress and alertness အဲ့တော့ဒီစိတ်ပင်စည်းမှုတွေစိတ်ဒီနှိုးကြားမှုနဲ့ပတ်သက်ပြီးတော့ဆက်နေတဲ့ဟော်မုန်းကဒီကျတော့ဒီမှာပါမယ် cortisol ဟော်မုန်းအဲ့ဒါအပေါ်မှာစာလိုက်မှာပါတယ် number 4 က which is what is one of the common physical symptom of stress စိတ်ပူစုနဲ့ပတ်သက်ပြီးတော့ဒီရုပ်ပိုင်းဆိုင်ရာလက္ခဏာတစ်ခုခန္ဓာကို weight loss ဖြစ်တယ်ဆိုတော့တချို့မပြောထားဘူးလေ weight ကျရလည်းမပြောပြထားဘူး muscle tension ပါတယ် improve digestion တော့မပါဘူးအစာခြေပြားတိုးတက်လာရလို့မပါဘူးသူကစိတ်ဖိစီးရဆိုရင်အစာခြေပြားအားနဲ့ပဲတက်ပြီးပြဿနာတွေဖြစ်လာနိုင်တယ်မကောင်းတာတွေဖြစ်လာနိုင်တယ်အဲ့တော့တရားမားတယ်ပြီးတော့တရားလည်းမပါဘူးမပါဆိုရင်ဖြစ်စရာမလိုဘူးเนาะပြီးတော့ flexibility ဒီ flexible လိုက်ရုံးကြီးတွေဖြစ်တတ်တာပေါ့နော်အဲ့ဒါမျိုးတိုးတက်လာစီအဲ့ဒါမှာတယ်အဲ့တော့နံပါတ် B muscle tension region မှာမှတ်ထားရမှာကတချို့ weight loss အကြောင်းတော့ mention မလုပ်ထားဘူးမဖော်ပြထားဘူးအဲ့တော့တချို့ကအဲ့ဟာကလုံးဝ auto cancel ပဲစိတ်ပီစီရဆိုတချို့လူရဝိတ်ကြတယ်ဒါပေမဲ့ဒီထဲမှာမပြတာမပြထားဆိုတော့ဒီဟာကအဖြစ်မဟုတ်ဘူးအဲ့လိုမျိုးသိဖို့လိုမယ် number 5 how does regular physical exercise help reduce stress နေ့စဉ်ပုံမှန်ဒီလေ့ကျင့်ငယ်လုပ်တာကတဲ့စိတ်ဖိစီးမှုဘယ်လိုမျိုးရှော့ချပေးရလဲတဲ့အဲ့တော့နံပါတ် A က cortisol hormone တက်လာတယ် endorphin release ဖြစ်သွားတယ်ပြီးတော့ sleep လိုအပ်တဲ့အိတ်ချင်ကိုသူကရှော့ချပေးရ muscle tension ကိုဖြစ်စေအဲ့တော့ physical exercise ကတချို့ကောင်းတာလေကောင်းတာဆိုတော့သူကတချို့ endorphin ကိုထုတ်လုပ်ပေးရအပေါ်မှာတွားဖက်လို့ရတယ်နော်အဲ့တော့ what role does mindfulness play in stress management တရားထိုင်တာတဲ့စိတ်ဖိစီးမှုကဘာအရေးကြီးစေလဲအဲ့တော့ဒီမှာကျတော့ဘယ်ဟာအရေးကြီးစေလဲဆိုရင်သူက muscle tension ကို increase လုပ်ပေးရလူတွေကိုဒီစိတ်တည်ငြိမ်ဖို့နဲ့ဥတီချက်ပေါ့နော်စိတ်ဒီ design မမှတ်ထားဖို့အတွက်ကိုညီပေးရ stress ဖြစ်စေရအိတ်ချိန်နေစေရတော့တရားထိုင်တဲ့အဓိကရည်ရွယ်ချက်ကစိတ်တည်ငြိမ်ဖို့လေ it helps people focus and stay calm number 7 why is time management important to reducing stress စိတ်ဖိစီးမှုကိုဖြေလျှော့ဖို့အတွက် time management ကဘာလို့အရေးကြီးရလဲ
It allows people to take on more responsibilities. It prevents feeling of being overwhelmed. It eliminates all stress from life. It encourages procrastination. Procrastination ကကျတော့အချိန်ဆွဲရကျွန်တော်မပါဘူးသူတွေကိုတဲ့ဒီ responsibility တာဝန်ယူမှုအများကြီးကနေပြီးတော့တဲ့တာဝန်ယူမှုအများကြီးကိုလုပ်စေရပေါ့နော်အဲ့ဒါမပါဘူးလေသူက say no လို့တော့ပြောထားတယ်လေတာဝန်တွေရမ်းများနေရဆိုရင်ထပ်ပြီးတော့တာဝန်လာပြီးရဆိုရင်ညှင်းတက်ရမယ်လို့ပြောထားပြီးရတော့တရားမဟုတ်ဘူးစိတ်ခံစားချက်တွေပေါ့လက်မှုခံရကနေကောက်ကွယ်ပြီးရဆိုတော့တရားပြီးတော့ stress ကိုအကောင်လုံးဖြေလျှော်ပြီးရဆိုတာမဟုတ်ဘူးလေeliminate ကပဲဖြစ်ပြီးရဆိုတာမဟုတ်ဘူး time management ကအကုန်လုံးဖြေဖြောက်ပေးရမဟုတ်ဘူးနီးလန်းတစ်ခုပဲသူကအကုန်လုံး stress အားလုံးကိုမဖြေရှင်းပေးနိုင်ဘူးအဲ့တော့တရားမှားတယ်အချိန်ဆွဲတာကိုတွန်းအားပေးရစဒါလည်းမှားတယ်အဲ့တော့ကျွန်တော်နံပါတ် B ပဲ Number 8 What is the good strategies of handling a full schedule schedule အပြည့်အချိန်စရာအပြည့်ကင်တွယ်တဲ့ခါမှာတဲ့နီးလန်းကောင်းတစ်ခုကပါလေတဲ့လာသမျှလုပ်တစ်တွေကိုလက်ခံတာမှားတယ်ပြီးတော့ဒီအလုပ်ကြီးတွေကိုအသေးလေးဖြစ်ပြောင်းတာဒါမှန်တယ်ပြီးတော့ deadline တွေကို ignore လုပ်တာမှားတယ်ပြီးတော့ကိုယ့်ရဲ့တာဝန်ကိုရှောင်လိုက်တာမှားတယ်အဲ့တော့ number B ပဲ What might a person need if stress become chronic ဒီစိတ်ဖိစီးမှုရေရှည်ဖြစ်လာရဆိုရင်လူတစ်ယောက်ကဘာလို့လဲဆိုရင်ကျွန်တော်တို့ဒီမှာ social support ပါတယ် professional help ပါတယ်ပေါ့နော်တကယ်ကစိတ်ဖိစီးမှုရေရှည်ဖြစ်လာရဆိုရင်တိတက်ကျွမ်းကျင်တဲ့ professional စီအကူအညီသွားတော့ရအောင်ပါပညာရှင်တွေစီပေါ့နော်အဲ့တော့ professional help အဲ့တော့အဖြေတိုက်တာဆိုတော့မြန်လေးပြောထားပေးမယ်နော်ဗီဒီယိုကြီးရမ်းရှင်းနေမှာဆိုလို့ Number 10 CBT ရဲ့သူရဲ့ရွေးချက် CBT ရဲ့ရွေးချက်ကကျွန်တော်ရှင်းတယ်သူက reframe negative thoughts and patterns What is one of the main benefits of social support in managing stress managing stress ကိုဖြေရှင်းတဲ့အခါမှာ social support ရဲ့အဓိကအကောင်းကျိုးကကျွန်တော်ဘာဖြစ်စေလဲဆို emotional comfort ဒါ passage ထဲမှာပါတယ်တွားကြည့်လို့ရတယ်ပြီးတော့ဒီမှာပေါ့နော် not which of the following is not a physical symptom of stress ရဲ့လက္ခဏာမဟုတ်တာ muscle tension ဟုတ်တယ် digestive issue ဟုတ်တယ် headache ဟုတ်တယ်မပါတာကဒီဟာအဲ့တော့ number D increase flexibility not so early number D How does deep breathing help with stress အဲ့လိုအသက်ရှူပြင်းပြင်းလေးလုပ်တာကစိတ်ဖိစီးမှုဘယ်လိုမျိုးလျှော့ချပေးလဲဆိုရင်ကျွန်တော်ဒီမှာဆိုရင်သူကဒီဟာပေါ့နော် It's promote relaxation relax ဖြစ်စေရယ် muscle tension လို့သူကမပြောဘူး relax ဖြစ်စေရစိတ်ကို relax ဖြစ်စေရ calm ဖြစ်စေရကျွန်တော်အဲ့ပုံစံလေးနဲ့သူကအသက်ရှူသွင်းရှူတုံးလုပ်တာပြီးတော့နောက်တစ်ခုကဒီကိုက stress ကိုတဲ့အချိန်ကြာကြီးလေးလူရှုလိုက်မယ်ဆိုရင်ဘာဖြစ်နိုင်လဲဆိုတော့ဒီကျတို့you may develop mental health problems ကြီးပို့ပြီးတော့များလာမှာအဲ့လေးတစ်ချက်ပြန်ပြီးဖြည့်တိုက်ကြည့်နော် Number 15 Why is it important to set realistic goals တကယ်ကိုမှန်ကန်တဲ့ရည်မှန်းချက်တွေဘာလို့ချတင်တာလဲဆိုရင်ဒီတို့ဒီမှာဆိုရင် to increase stress level တက်လာဖို့မဟုတ်ဘူး to feel overwhelmed စိတ်တွေလွှမ်းမိုးခံနေရဖို့မဟုတ်ဘူး to avoid becoming too relaxed စိတ် relax ဖြစ်တာစိတ်ပင်ပန်းရောက်ကြမှုမရှိတာပေါ့နော်အဲ့ဒါကိုမဖြစ်လာဖို့တဲ့အဲ့တော့ဒီဟာက to prevent unnecessary stress မလိုအပ်ဘဲနဲ့ဖြစ်လာတဲ့စိတ်ဖိစီးမှုတော့မဖြစ်စေချင်တာခုနကပြောတော့တစ်လ9သိန်းရတယ်အဲ့ဒါကိုကသိန်း100ရချင်တယ်ဒါမျိုးကအဲ့လိုသွားအဲ့ goals ကိုရအောင်ဖြစ်ရဆိုရင်ကိုယ်တည်းမဖြစ်နိုင်တဲ့ရည်ရွယ်ချက်ဖြစ်နေတာဖြစ်တဲ့အတွက်အခုလက်ရှိပေါ့နော်မဖြစ်နိုင်တဲ့ရည်မှန်းချက်ဖြစ်နေတာတွေ့တဲ့အတွက်ကိုကအဲ့ရည်မှန်းချက်မရောက်ဘူးဆိုရင်စိတ်တွေပိုပြီးဖိစီးသွားလိမ့်မယ်အဲ့တော့မလိုအပ်ဘဲနဲ့စိတ်ဖိစီးမှုယူတဲ့တူမျိုးဖြစ်သွားမှာ Number 16 What is one of the best way to prevent feeling overwhelmed စိတ်ခံစားချက်တွေလက်မှုခံရတာကိုသူကဖြေလျှော့ဖို့အတွက်အကောင်းဆုံးနည်းလမ်းတစ်ခုကကျွန်တော် Number B သူပြောပြထားပေးပါတယ် Prioritize and manage your time effectively What is the result of chronic lack of sleep due to stress ဒီစိတ်ဖိစီးမှုကြောင့်ပေါ့နော်ရေရှည်အိတ်ချိန်နေတာရေရှည်အိတ်ချိန်နေပါမှုကိုရလက်ကဘာဖြစ်သွားလဲဆိုရင်ကျွန်တော်တို့ဒီအသက်ရှူကိုခံအားစနစ်ပေါ့နော် immune system ကိုခံအားစနစ်ကိုအားနည်းစေတယ်အိတ်ချိန်နေဆိုရင်
Number 18 how can you say no have registers no လို့ပြောတဲ့အခါမှာတဲ့ဘာလို့စိတ်ဖြစ်စီမှုရောကြစီရလဲအဲ့လိုဆိုကိုယ့်ရဲ့ဒီတာဝန်ယူမှုတွေနေသွားတယ်လေကိုကထပ်ပြီးတော့တာဝန်ပေးခံလိုက်ရဆိုရင်တရားမလုံးနိုင်ဘူးဆိုရင်ကိုတာဝန်ယူဖို့အကြောင်းအရာပိုနေသွားတယ် Number 19 where is the relationship between stress and physical health စိတ်ဖြစ်စီမှုနဲ့ကိုယ့်ရဲ့ကိုယ်ခံအားအပြင်ကျန်းမာရေးနဲ့ဘယ်လိုသက်ဆိုင်နေရလဲဘာလို့လဲဆိုတော့စိတ်ဖြစ်စီမှုကကိုယ့်ရဲ့ကိုယ်ခံအားစနစ်ကိုအားနည်းစေတယ်ဟုတ်တယ်လေအဲဒါနံပါတ် B နောက်ဆုံးနံပါတ် 20 First one reason why professional help might be necessary for stress management ဘာလို့လဲဒီ professional ပေါ့နော်တိတက်ကျွမ်းကျင်တဲ့ကျွမ်းကျင်ပညာရှင်တွေစီအကူအညီကဘာလို့လိုအပ်တာလဲတဲ့စိတ်ဖြစ်စီမှုဖြည့်ရှင်းဖို့အတွက်ဘာလို့လဲဆိုတော့ဒီမှာဆိုရင် to develop healthier response to stress စိတ်ဖိစီးမှုဆိုတာလူဆိုတာရှိနေမှာပဲဒါပေမဲ့ကိုကအဲ့စိတ်ဖိစီးမှုကိုတုံ့ပြန်တဲ့အခါမှာ negative thoughts တွေမဖြစ်လာတာအောင်မကောင်းတဲ့တွေမဖြစ်လာအောင်ပြီးဆိုရင်ဒီတုံ့ပြန်တဲ့အခါမှာလည်းကောင်းမွန်တဲ့တုံ့ပြန်မှုတွေဖြစ်လာအောင်ဒီကတတိပညာရှင်တွေကျွမ်းကျင်ပညာရှင်တွေကစီအကူအညီလိုအပ်တာ Namaste အဲ့တော့အဖြေတိုက်တာတော့ generally မြန်သွားတယ်ဗီဒီယိုအရန်ကြာနေမှာဆိုလို့အကယ်ဒီမှာနားမလည်ရရှိရဆိုချို့လာမေးလို့ရပါတယ် page ကိုလာမေးလို့ရပါတယ်ပြီးတော့အကယ်ဒီမှာထပ်ပြီးတော့သိချင်တာရှိရဆိုရင်လာမေးလို့ရပါတယ်အဲ့တော့အဆုံးထိကြည့်ပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ် bye bye ပါ